ပေါ်မှာကြည့်နော်ဘလောက်လာရန်လာတယ် Hello ဒီနေ့မှာတော့ဘောနော် make up ပြင်ပြပါဆိုတဲ့အတွက်အရင်ဆုံးဒါလေးလုပ်ပါမယ်ပြီးတော့တူနာလေးသုံးမယ်နော်တူနာကြတော့မဖြစ်ပေါ့ပြီးတော့စီရန်လေးသုံးပါမယ်စီရန်လေးကျင်းလိုက်ထည့်ပါprimer လေးသုံးပါမယ်ပြီးတော့ cushion လေးသုံးပါမယ်ဒီခုမေတော့ဒီလောက်ပဲရပါတယ်။အရင်ထိတိမှလက်ကိုဒီလိုညက်ဒီပါဆို။ဟုတ်ပါလား။အဲ့ဒါဦးစား။ဒီဘက်နဲ့ရှစ်။နာကြည့်ဒီဘက်နဲ့ရှင်းကြည့်ပါဦးဒါတက်တာနဲ့မညီရပဲဟုတ်တယ်နော်ဒီဘက်ကနည်းနည်းအရှိကဒီဘက်နည်းနည်းဟုတ်တယ်မြတ်ကိုခံချင်လို့ရှိနေတယ်ပြောဒါကိုတော့ညက်လိုက်ဒီမျိုးတတ်တဲ့ကြတော့အောင်